အားလုံးပဲမင်္ဂလာပါရှင်တန်ကုန်လန်းကတက်ဆက်ပေးနေတဲ့တန်ကုန်ဟက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ laptop တွေရွေးချယ်တဲ့နေရာမှာကိုယ့်ရဲ့ budget နဲ့လိုက်ပြီးတော့ game တွေဆောင်းပါလားဒါမှမဟုတ်ရုံသုံးကြောင်းသုံးအတွက်ပပပလေးလိုချင်တာလားနောက်ပြီး video editing တွေ design တွေကိုကောင်းကောင်းလေးလုပ်ချင်တယ်ဘယ် laptop ကိုရွေးချယ်ရမလဲဆိုတဲ့မေးခွန်းတွေအတွက်ပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကလူသုံးလဲများတယ်လူမေးလဲများတယ်ရုံးမဲ့ဆိုင်ရာစည်ရင်းတွေ multitasking တွေလုပ်တဲ့နေရာမှာကိုယ့်ရဲ့ laptop ကရေရှည်မှာ storage မလောက်တာမျိုးတွေဆက်လေးသွားတာမျိုးတွေမဖြစ်အောင်လို့အဆင်ပြေမဲ့ laptop တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ budget အရကြည့်ရမယ်ဆိုရင်တော့လက်ရှိဈေးကွက်ထဲမှာ30ဝန်းကျင်လောက်ကနေပြီးတော့50ဝန်းကျင်ကျော်လောက်ထိကိုရွေးချယ်လို့ရတယ်။ RAM storage CPU generation တွေနဲ့လိုက်ပြီးတော့ဈေးတွေကတော့ကွာသွားတယ်ပေါ့နော်။ Blu-ray ထဲမှာဆိုရင် performance လည်းမိုက်တဲ့ HP နဲ့ MSI ရဲ့ model series တွေကရွေးချယ်လို့ကောင်းတယ်။ဒီ series တွေက business အတွက်ကော everyday work အတွက်ကိုယူရပြီးထုတ်ထားတယ်။သူ့ရဲ့ display CPU RAM နဲ့ SSD စတဲ့အချက်တွေကတနေ့တာရုံသုံးကြောင်းသုံးအတွက်ပေါ့ပ connect creation တွေလုပ်တဲ့နေရာမှာလည်းအဆင်ပြေတယ်။ဒါပေမဲ့ game heavy ကြီးတွေဆော့တာမျိုးတွေ project အကြီးတွေလုပ်တာမျိုးတွေကိုကြတော့အဆင်မပြေဘူး။ user တွေအနေနဲ့ကအလုပ်လဲလုပ်မယ်။အခြားကိုယ့်ရဲ့အားလဲချိန်မှာရုပ်ရှင်ကြီးပါကြီးလုပ်တတ်တဲ့သူတွေအတွက်ကတော့ AC သုံးလို့ရတယ်။တော်တော်များများကလည်းဒီ series တွေကိုလူကြိုက်များပြီးတော့သုံးကြတဲ့အထက်မှာပါတယ်။အခြား video editing တွေကိုကြတော့ MSI ရဲ့ modern series တွေက basic လောက်ပဲရတယ် professional လိုမျိုး long time မှာ use မယ်ဆိုရင်တော့အဆင်မပြေဘူးသူ့ရဲ့ဈေးတန်းတွေကဒီ series က price to performance ဖြစ်တယ် Mirror ထဲမှာဆိုရင် Dell တို့ Lenovo တို့ထဲကရွေးချယ်လို့ရတယ် Ryzen series ကစပြီးတော့ i5 i7 အစရှိသဖြင့်ကိုယ့်ရဲ့ budget ကိုလိုက်ချိန်ပြီးတော့ရွေးလို့ရတယ် Dell ရဲ့ Inspiron series နဲ့ Lenovo ရဲ့ IdeaPad series တွေကလက်ရှိဈေးကွက်ထဲမှာလူကြိုက်အများဆုံးဖြစ်ပြီးတော့အသုံးများတယ်ပေါ့နော်ဒီ series တွေက price နဲ့ performance မျှတပြီးတော့ရုံးသမားတွေကြားထဲမှာအရွေးချယ်ကြဆုံး series တစ်ခုလို့တောင်ပြောလို့ရတယ်ကိုကဈေးပုတ်ပြီးသုံးချင်တယ်ဆိုတဲ့သူတွေအတွက်ကကြတော့ Lenovo ရဲ့ ThinkPad series နဲ့ Yoga series တွေကအထူးသဖြင့် programmer တွေ software developer တွေအတွက်ကိုရွေးချယ်လို့ကောင်းတယ် hardware ဘိုင်းကို upgrade လုပ်လို့ရတဲ့အပြင်ကိုမှ battery life ကလည်းအားခံတဲ့အထဲမှာပါတယ်ဒီ series 8 series တွေကအကြောင်းစာတွေ coding assignment တွေလုပ်တဲ့နေရာမှာအဆင်ပြေတယ်အကျန်းလက်ခံလိုမျိုးရေရှည်အတွက်သုံးချင်တဲ့သူတွေဆိုရင်လည်းရွေးချယ်လို့ကောင်းတယ်gamer တွေ design သမားတွေအတွက်ကကြတော့အပေါ်မှာပြပြပေးခဲ့တဲ့ laptop series တွေကအဆင်ပြေမှာတော့မဟုတ်ဘူး game ဆော့တော့မယ်ဆိုတဲ့က graphic card ဆိုတာလည်းလိုလာပြီပြီးတော့ဈေးကလည်းမြောက်တယ် RTX ဘလောက်ကနေဆိုပြီးတော့ budget ကကို3နိုင်ရင်3နိုင်လောက်ကိုသွားတယ်ပေါ့နော် gaming performance ကောင်းဖို့ဆိုရင် GPU ကလည်းအရေးကြီးတယ် RAM အနေနဲ့က 60GB DDR5 လောက်ကနေရွေးချယ်သင့်ပြီးတော့ storage ဘိုင်းမှာဆိုရင် 512GB 1TB ထဲကရွေးချယ်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေတယ်နောက်ပြီးတော့ cooling system ဘိုင်းကလည်းအရေးကြီးတယ်ဒါတွေအတွက်ဆိုရင် Asus ရဲ့ TUF series နဲ့ ROG series တွေက gamer တွေအတွက်တောင်မဟုတ်ပဲနဲ့ design သမားတွေရွေးချယ်မယ်ဆိုရင်လည်းတင့်တော်တယ် military grade အဆင့်ရှိတဲ့အတွက်ကြောင့်မို့လို့အကြမ်းလက်ခံလိုမျိုး high performance hardware တွေကိုပဲသုံးမိထားတဲ့အတွက်ကြောင့်မို့လို့ရေရှည်အတွက်ဆိုရင်လည်းစိတ်ချရတယ် high performance တွေကို smooth ဖြစ်သုံးနိုင်ဖို့အတွက် multiple heat pipes တွေ multiple exhaust fan စတာတွေနဲ့ laptop တစ်ခုလုံးကို use ပေးထားတဲ့အတွက်ကြောင့်မို့လို့ easy ပဲနောက်ပြီးတော့ MSI ရဲ့ gaming series တွေ Lenovo ရဲ့ gaming series တွေကလည်း CR တဆူဖြစ်တဲ့အတွက်ကြောင့်မို့လို့ထည့်ပြီးစဉ်းစားရွေးချယ်လို့ရတယ်ဒီနေ့ပြောပြသွားတဲ့အကြောင်းအရာတွေကတော့ laptop ရွေးချယ်တဲ့နေရာမှာစဉ်းစားရခက်နေတဲ့သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်ဒီတော့နောက်ထပ်ဗီဒီယိုတွေမှာဝိုင်းနဲ့တူတူပြန်တွေ့ကြမယ်နော် bye bye